ဘာဒစကံဘဝတံတော်ယောလောကိယေတုဣတယောဓမ္မစကံဘဝတံတော်လောကုတရေတုဣတယောဒွိစကဝတ္တရာဇသောဇိနောမေထာတုတိတကေယောဘဂဝါဣတိယယာဓမ္မယတတိရိကာမပယတဟုခြောဝဘုံတော်ဘဝကြောကြအကျဉ်ရှင်တော်မြတ်ဖယားသည်ဗာရစကံတရားရှိကွယ်ဆလကနာအဆုံးပါသည်ခြေတော်အဆုံးကြဘတုံကိုဘဝတံတော်ထိုဤအလေးလေးသောဖြန့်ချီလမ်းကြွတော်မူလျက်လောကီယင်သူလောကင်ဘုံသာတတ္တဝါများဤအပေါ်၌ဣတယောကိုယ်တော်အလိုတိုင်းလိုက်ပါစေခြင်းဖြင့်အစိုးရတော်မူပါပေသည်သောဘဂဝါရွှေဘုံတော်သခင်တော်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဓမ္မစက္ကံဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂတပြာလေးသစ္စာဟုဆိုအပ်သောတရားစကြာယရဏမြတ်ကြီးကိုဘဝတံတော်45ဝါကာလကြာအောင်ဟောကြားလှည့်လေတော်မူ၍သာလျှင်လောကုတ္တရေတုမေလင်းဝါဖိုလေရန်နိဗ္ဗာန်ဟုဆိုအပ်သောကိုယ်တန်သောလောကုတ္တရာတရားတော်၌ဣတယောအလိုရှိတိုင်းအဆိုရတော်မူပါပေတည်းဒွိစကဝတ္တိရာဇာစัจ जा နှစ်ဖြာကိုဖြစ်စေတော်မူသည့်တရားမင်းမြတ်ဖြစ်တော်မူသောသောစီနောအောင်သူတကားတို့ဤမှန်ကင်းအောင်ခြင်းတကားတို့ဤဥရှောင်းဘုံကောင်းမြတ်တရဖူတရံဘူမကိဋ္ဌိအောင်ပွဲဝင်ပုဂ္ဂိုလ်ကြီးဖြစ်တော်မူသောထိုဘုရားရှင်ကိုရောမြတ်ကြီးသည်မေမာကံစတ္တပူဇော်ပွဲစင်ခါနွဲ့ဖို့အာခေညီညာစုဝေခါတည်ရှိကြပါကုန်သောဘုရားတပည့်တော်တို့ဤဒီတကေကိုင်္ဂါတွေအမျက်တင်သည်ဩဒ္ဓမင်္ဂဩတိသ၌သာတုတိတထုဆက်ချီဘဝလက်လေသောအပြင်ကြွာလန်းမသွေဒီနေကိုင်ဝတ်တော်မူလည်းပါရွှေဘုံတော်သခင်အရှင်မြတ်ကြီးဖယား